အဲ့ဆိုဘုရားเจ้าကိုလာရင်ဘာပြင်လာလဲရှောက်ပြောနေဘာပြင်လာလဲညနာပဲပြင်လာအဲ့ဆိုဘသူကြည့်ဖို့ပဲပြင်လာလားကျမ်းစာဖတ်ပြီးလာတဲ့သူဘယ်နှယောက်ရှိလဲရှိတယ်လို့လက်ထောက်လက်ခုပ်တီးပြအောင်ဟုတ်ပြီနော်အတ္တတာပြင်လာတော့သူတို့ဘသူကြည့်မလဲဖျားကြည့်မယ်မျက်နှာပြင်လာတော့လူပဲကြည့်မှာတချို့ဆိုစပင်လေးတွေဖြောင်းလာစိတ်ကကောက်လိုက်လာလက်တစ်စစ်ပဲတချို့နှကန်းဒီလေးဆိုတာလှသလားမင်းနဲ့ဈေးရလဲကြီးတယ်နော်အဲ့နှကန်းဒီဆိုရတဲ့နှကန်းနဲ့ပဲပြောလိုက်အတင်းပြောရင်လေမဲရွဲ့ပြောနော်မျက်နှာလှဖို့မိတ်ကပ်လို့တယ်နော်မျက်နှာလှဖို့ဘာလို့လဲကဲပြောရအောင်မျက်နှာပြင်တာလူကြည့်ဖို့အတ္တပြင်တာဘုရားကြည့်ဖို့မျက်နှာလှဖို့မိတ်ကပ်လို့တယ်အတ္တလှဖို့နှုတ်ကပတ်တော်လို့တယ်ဟုတ်ပြီနော်မျက်နှာလှဖို့ဘာလို့လဲငကိုမရှိရင်မိတ်ကပ်အားကိုးရတယ်ပြောကြည့်အောင်နော်အတင်းတော်မှာမိတ်ကပ်သမားတွေရှိတယ်နော်အတင်းတော်မှာလေအဲ့ဒီမိတ်ကပ်ဆိုတာခံရင်ခဏပဲချွေးထွက်ရင်ပြတ်တယ်တလားမိတ်ကပ်ဆိုတာဘာဖြစ်ရင်ပြတ်လဲအဲ့လိုပဲအသေးတော်မှာမိတ်ကပ်သမားတွေရှိတယ်ဆရာအရှင်တော်ဆရာအချိန်မီဖုန်းဆက်လိုက်တော့ကျွန်တော်အချိန်မီစေခတ်မယ်ဆရာဆရာအချိန်မီဖုန်းလက်ဆက်လဲဆိုဟာဆရာကျွန်တော်မတည့်ရမှာဂရိပေးလိုက်တာဆရာနောက်ပတ်ဆရာကျွန်တော်လာမယ်နော်အဲ့တော့ तू ကဘယ်အချိန်မှဆိုအစဉ်ပြေလဲဆိုရင်အသေးတော်မှာအမှန်ကန်ဆွဲရမယ့်အချိန်တွေဆိုရှင်သူတို့အစဉ်သင့်ရှိတယ်အမှန်ကန်ရမယ့်အချိန်တွေမှာအစဉ်သင့်ရှိတယ်အသေးတော်မှာခုံစီရမှာတို့ဟလာအလုပ်လုပ်ရမှာတဲ့ဆိုရှင်မရှိတော့လစ်ပြီးတာပြီးပြီနော်အဲ့ဒါမိတ်ကပ်သမားလို့ခေါ်တယ်နော်အဲ့တော့မိတ်ကပ်ဆိုတာခံရင်ခဏဘာဖြစ်ရင်ပြတ်ပြီလဲချွေးထွက်ရင်ပြတ်ပြီအဲ့လိုပဲအသေးတော်မှာကားတိုင်းထမ်းခိုင်းလိုက်ကြည့်နော်အဖိုးကပေးရမယ့်ဟာဆိုရှင်ပျောက်သွားတဲ့သူတွေရှိတယ်အဲ့ဒါမိတ်ကပ်သမားလို့ခေါ်တယ်ဝิญဉ်ရေးရမှာမိတ်ကပ်လူရင်သိမကောင်းဘူးနော်အဲ့တော့ဒီကနေ့အခုအပြိုတော်ဟေခဲရဲ့လက်မှာဒီသမီးကညာတွေကိုပြင်ဖို့အတွက်ဘယင်ကနေပြီးတော့ဆေးမျိုးကိုအပ်ပေးလိုက်ထုံဒီလူတန်ရှင်တော်ဝိဇ္ဇင်တော်ဖရာရဲ့လက်မှာနော်ဘာကိုအပ်ထားလဲဆိုရင်နှုတ်ကပတ်တော်အပ်ထားတယ်ဘသူအတွက်လဲဆိုရင်ကျွန်တော်တို့ယုံကြည်သူအရောက်စီတိုင်းဘာအတွက်လဲအလှပြင်ဖို့ဘသူနဲ့မင်္ဂလာဆောင်ဖို့လဲခရစ်တော်နဲ့မင်္ဂလာဆောင်ဖို့ဟာလေလုယာနော်ကဲဆိုလို့ရှိရင်အဲ့ဒီဘန္နာကဘသူဟာလဲဆိုရင်ဘယင်ဘန္နာအဲ့ဒီစင်ကြယ်စီသောဆေးကဘာအတွက်လဲဆိုလို့ရှိရင်သူတို့သမီးတွေကိုအလှပြင်ဖို့အတွက်ထားတာနော်ကဲဆိုရှင်သူတို့သမီးတွေကိုအလှပြင်ပေးရင်အလှပြင်မှတော့ဘာဖြစ်မလဲလှမှာပေါ့အလှပြင်မှတော့လှမှာပေါ့ကဲအလှပြင်လို့လှတာမှားလားကိုလှတာမှားလားပြောရအောင်ငါလှတာမမှားဘူးပါရမီကလှနေတာဟလားပြုံးလိုက်တိုင်းလူချင်းနေတော့မတက်နိုင်ဘူးဟဲ့ဟလားနော်ကိုလှတာမှားမှာကဲအဲ့ဆိုရှင်တင်လှလို့သူများကလှတယ်ပြောရင်မှားလားတင်တော်လို့တော်တယ်ပြောရင်မှားလားရှင်ပေါ်ရောက်လို့ပြိဿလက်ခုပ်တီးတာမှားလားမမှားပါဘူးနော်မမှားပါဘူးပြိဿတင်ကိုလက်ခုပ်တီးတာမမှားဘူးလက်ခုပ်တန်ကြရင်တော့တင်မှားသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့တင်လှလို့လှတယ်ပြောတာတော့မမှားဘူးဒါပေမဲ့အဲ့ဒီလှတယ်ဆိုတဲ့အတန်ကိုပဲတင်ကြားခြင်းနေရင်တော့တင်မှားသွားလိမ့်မယ်အခုသူ့ကိုပြင်ပေးနေရတဲ့အကြောင်းရင်းကမင်းကြီးမင်းသားတွေကဟဲ့ဧတတာနေလှလှကြည်လားလို့ပြောတဲ့အတန်ကိုသူကနေပြီးတော့တစ်ချိန်လုံးကြားချင်ဖို့အဲ့အတွက်ပြင်ပေးနေတာမဟုတ်ဘူးသူ့ကိုအလှပြင်ပေးနေတာမင်းကြီးမင်းသားတွေအတွက်ပြင်ပေးနေတာလားဘယင်အတွက်ပြင်နေတာလားအဲ့တော့ကျွန်တော်တို့ရောက်ရှင်တိုင်းကိုဖျားပြင်ဆင်ပေးနေရတဲ့အကြောင်းရင်းကလောကသားတွေကလက်ခုပ်တီးဖို့လားဖျားကတင့်ကိုလက်ခုပ်တီးဖို့လားလောကသားတွေကတင့်ကိုအာမေထူးဖို့လားဖျားကတင့်ကိုတာဓုခေါ်ဖို့လားတကယ်စစ်မှန်တဲ့ကျွန်တော်ရဲ့ထာဝရကာလရဲ့အာမခံချက်ဆိုတာလူတွေရဲ့အာမေထူးချက်နဲ့မသွားဘူးဖခင်ရဲ့တာဓုခေါ်ခြင်းနဲ့သွားတယ်လိုက်ဆိုအောင်တာဓုတစ္ဆာရှိတော့ငယ်သားကောင်းအဲ့ဒါအောက်ကပြောမှလားအထက်ကပြောမှလားကျွန်တော်အထက်တန်ကိုနားမထောင်ချင်ဘူးအောက်တန်ပဲနားထောင်တယ်နော်အဲ့တော့ဒီကနေ့အပြိုတော်ဟေခဲရဲ့လက်မှာအပ်ထားတဲ့ဆေးကတို့သမီးတွေအလှပြင်ဖို့အလှပြင်ပြီးရင်အဲ့ဒီအလှပြင်ခြင်းကဘယက်အတွက်ပြင်ရမှာလူတွေအတွက်ပြင်ရမှာမဟုတ်ဘူးလူအကြိုက်လဲလိုက်ပြင်ရမှာမဟုတ်ဘူးလူလက်ခုပ်တီးဖို့ပြင်ရတာမဟုတ်ဘူးနော်အဲ့တော့စမစိုးဧတတာကအလှပြင်တဲ့ခါမှာ तू ကလူအကြိုက်ကလူကအစိမ်းအောင်ကြိုက်လို့ तू အစိမ်းအောင်ဝင်ရလူကတော့လက်ခုပ်တီးမယ်ဘယင်မကြိုက်လို့ရှိရင် तू ညင်းပယ်ခံရမှာအဲ့တော့ तू ပြောမယ်ဟာတလောက်လူတွေလက်ခံနေတာကျမလည်းကြိုက်တယ်လူလည်းကြိုက်တယ်နင်ဘာကြိုက်လဲအရေးမကြီးဘူးဘယင်ဘာကြိုက်လဲအရေးကြီးတယ်တင်ဘာကြိုက်လဲအရေးမကြီးဘူးဖယားဘာကြိုက်လဲအရေးကြီးတယ်အာမင်ထူးကြလူအကြိုက်နဲ့လိုက်မပြင်နဲ့ဘယင်အကြိုက်ပြင်ရမယ်အာမင်ထူးကြ
အဲ့ဒါကိုသိဖို့လိုလိမ့်မယ်အဲ့တော့ဒီကနေ့အဲ့ဒီစင်ကြယ်တည်သောဆေးမျိုးကသူတို့ကိုအလှပြင်တာဘယင်အတွက်ပြင်ပေးနေတာလူလက်ခံဖို့ပြင်ပေးနေတာမဟုတ်ဘူးဘယင်လက်ခံဖို့ပြင်တာလူကျင့်တတ်ဖို့ပြင်တာမဟုတ်ဘူးဘယင်ကျင့်တတ်ဖို့ပြင်တာဖြစ်တယ်အဲ့ဒီဟာကိုသုံးဖို့သွားမလုပ်နဲ့မရဘူးနော်အဲ့တော့ဒီကနေ့ထွတ်မြောက်ရာကျမ်းအခန်းကြီး30မှာပါတဲ့အကြောင်းအရာလေးကျွန်တော်နည်းနည်းပြောချင်တယ်ထွတ်မြောက်ရာအခန်းကြီး30အငယ်39 38မှာထို့သောနတ်သားပေါင်းကိုဖော်သည့်ဤသူအခြားသောနတ်သားပေါင်းကိုသုံးဖို့မဖော်ရတင်တို့တွေထာဝရဖျားဖို့တန်ရှင်းရမည်အကျဉ်သူသည်မိမိရှူစရာဖို့ထိုနတ်သားပေါင်းနှင့်တူအောင်ဖော်၏ထိုသူသည်မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟုမိန့်တော်မူ၏အဲ့တော့ဒီကနေ့ဖျားကကျွန်တော်တို့ကိုပြင်ဆင်ပေးတဲ့အခါမှာအသက်တာတွေအောင်မြင်လာတယ်အသက်တာတွေတန်ရှင်းလာတယ်အသက်တာတွေလှပလာတယ်ဟုတ်ပြီနော်အသက်တာတွေမင်္ဂလာဖြစ်လာတယ်ဒါပေမဲ့အဲ့ဒီအရာအားလုံးဒီကိုယ့်အဖို့လားကိုရောဖို့လားကိုရောအဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်အမှုတော်ဆောင်တယ်ကျွန်တော်ရဲ့အမှုတော်ဆောင်ခြင်းကကျွန်တော်အစဉ်ပြေဖို့မဟုတ်ဘူးဖျားဘုံထင်ရှားဖို့ဖြစ်တယ်ကျွန်တော်ထင်ရှားဖို့မဟုတ်ဘူးဖျားထင်ရှားဖို့ဖြစ်တယ်အာမင်ထူးကြဟုတ်ပြီနော်အဲ့တော့ကျွန်တော်အမှုတော်ဆောင်တယ်ကျွန်တော်ချမ်းသာကြောင်းတက်တယ်ကျွန်တော် praise and worship ဥဆောင်တယ်ကျွန်တော်ရဲ့လုံးသမျှဆောင်သမျှဒီဖျားရဲ့ဘုံတော်ထင်ရှားဖို့ဖြစ်တယ်ဘယ်သူမှတဲ့ကိုသုံးဖို့အဲ့ဒီနတ်သားဘောင်းကိုမဖော်နဲ့တဲ့ဖော်လို့ရှိရင်ဖျားရှိပါဖယ်ရှင်းခြင်းကို